皆さんこんにちは。အားလုံးပဲမင်္ဂလာပါ。GEC ဂျပန်စာသင်တန်းကဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးထဲမှာဝါဒရှိက N5 မင်းနာနိုနီဟွန်ကိုစာအုပ်ထဲကသင်ခန်းစာ73က grammar pattern လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။သင်ခန်းစာ73မှာပါတဲ့ grammar pattern ကကြတော့ဟိုရှိလိုချင်တယ်လိုချင်တော့ဆိုတဲ့ဟိုရှိစလုံးလေးကိုသုံးထားတာရဲ့နောက်တစ်ခုကကြတော့ဖြစ်ချင်းတယ်ဆိုပြီးတော့တိုင်းဆိုတဲ့အသုံးအနှုန်းလေးရေပေါ့နော်ဒါလေးတွေပါမယ်ပြီးလို့ရှိရင်နီအခိမဆိုပြီးတော့သုံးတဲ့ဟာလေးပေါ့နော်နီအခိမဆိုသုံးတဲ့ဟာလေးအသုံးခုရှိပါမယ်အဲ့တော့အရင်ဆုံးဟိုရှိလေးကိုသုံးတဲ့ဟာလေးကိုပြောကြည့်ရအောင်နော်အဲ့တော့မိမိကတခုခုလိုချင်တယ်နော်လိုချင်တယ်ဆိုရင် noun ကဟိုရှိ des ကိုသုံးပေးရပါမယ် noun ကဟိုရှိ des ဟိုရှိဆိုတာလိုချင်တော့လိုချင်တယ်ဆိုတဲ့ပဲเนาะအဲ့တော့ဒီ noun နေရာမှာကိုလိုချင်တဲ့အရာလေးတွေကိုထည့်ပြီးတော့သုံးပေးရပါမယ်ကွာဖုန်းလိုချင်တယ်ဆိုရင် smartphone ကဟိုရှိ des เนาะ smartphone ဆိုတာခုကင်နေတဲ့ smartphone တွေကို smartphone လို့ခေါ်ပါတယ်ဟော smartphone ကဟိုရှိ des ကွန်ပျူတာလိုချင်တယ်ဆိုရင်တော့ pasokan ကဟိုရှိ des ကွန်ပျူတာလိုချင်တယ်ပေါ့နော် pasokan ဆိုတာကွန်ပျူတာနောက်တစ်ခုကကြတော့ကောင်လေးလိုချင်တယ်ကောင်မလေးလိုချင်တယ်ပေါ့နော်ကောင်လေးဆိုရင်ခါးရရှိကဟိုရှိ des ကောင်လေးဒါကိုချစ်သူကြီးစားကောင်လေးလိုချင်တယ်ပေါ့ကောင်မလေးလိုချင်တယ်ဆိုရင်တော့ခါနိုကြောကဟိုရှိတဲ့ကောင်မလေးလိုချင်တယ်ပေါ့နော်ကိုလိုချင်တဲ့အရာကိုဒီနောက်နေရာမှာထည့်ပြီးတော့နောက်ကကဟိုရှိ des လို့ထည့်ပြီးတော့သုံးပြီးရင်ရပြီပေါ့နော်ကဲတော့မိကုန်းမေးမယ်ပေါ့နော်မိကုန်းမေးတဲ့ခါမှာဘာလိုချင်လဲဆိုရင်နောက်နေရာမှာနာနီလေးကိုထည့်မယ်နာနီကဟိုရှိ des ကနောက်ကခါလေးထည့်ပြီးတော့မေးပေးရမယ်ပေါ့နော်နာနီကဟိုရှိ des ကဘာလိုချင်လဲနောက်တစ်ခုကနာနီကအီချီဘန်ဟိုရှိ des ကဟိုရှိရဲ့ရှေ့မှာအီချီဘန်လေးထည့်ပြီးတော့မေးပေးလဲရတယ်ပေါ့နော်အီချီဘန်နဲ့တွဲလိုက်တယ်ဆိုရင်တော့အလိုချင်ဆုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဘာအလိုချင်ဆုံးလဲပေါ့နော်အဲ့တော့တရားရောက်ကကိုဘာလိုချင်လဲဘာအလိုချင်ဆုံးလဲလို့မေးလာခဲ့ရင်ဘာလိုချင်ပါတယ်ဆိုတာကိုဒီပုံစံလေးသုံးပြီးတော့ပြောလို့ရပါတယ်ကိုလိုချင်တဲ့အရာကိုနောင်နေရာမှာထည့်ပြီးတော့သုံးပြီးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ bad စလုံးတွေကိုသုံးပြီးတော့ bad ဖြစ်ချင်တယ်လှုပ်ချင်တယ်သွားချင်တယ်လာချင်တယ်စားချင်တယ်လို့သုံးချင်တယ်ဆိုရင်တိုင်းလေးကိုသုံးပြရမယ်တိုင်း des เนาะတိုင်းဆိုတဲ့အဓိပ္ပာယ်ချင်တယ်ဖြစ်ချင်တယ်လှုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူ့ရဲ့ရှေ့မှာထည့်ရမယ့်စလုံးက bad စလုံးပေါ့နော် bad ရဲ့ mask ကိုဖြုတ်ပြီးတော့ထည့်သုံးပေးရပါမယ် bad ဆိုရင် mask နဲ့အစုံသတ်တယ်အဲ့ဒီ mask ကိုဖြုတ်ပြီးတော့နောက်ကတိုင်းလေးပေါင်းပေးရမယ်ပေါ့နော် bad တိုင်းဆိုတာ bad တိုင်းတဲ့ဆိုတော့ bad ချင်တယ်ကဲအဲ့လို bad စလုံးမဟုတ်ဘဲနဲ့ကိုက noun နဲ့သုံးပြီးတော့ noun ဖြစ်ချင်တယ်ဆိုရင်တော့ noun နိနာရီတိုင်း noun နိနာရီတိုင်း noun ဖြစ်ချင်တယ်ဒါပေါ့ဒီ noun နေရာမှာကိုကဆရာဝန်ထည့်ပြီးဆရာဝန်ဖြစ်ချင်တယ်ဆိုရင် isha နိနာရီတိုင်းနော်ကျောင်းဆရာဖြစ်ချင်တယ်နော်ပြီးလို့ရှိရင်အဆိုတော်ဖြစ်ချင်တယ်တို့ engineer ဖြစ်ချင်တယ်တို့စသဖြင့်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုဒီ noun နေရာမှာထည့်ပြီးတော့ပြောလို့ရတယ်အဲ့ဒါနောက်ကနိနာရီတိုင်းနဲ့သုံးရမယ်ပေါ့နော်ကဲတော့ဖြစ်ချင်တယ်လို့ရှိတာပြောလို့ရတာရှိသလိုမဖြစ်ချင်ဘူးလို့ပြောမယ်ဆိုရင်ရောအဲ့ဒီတိုင်းကိုညင်လိုက်မယ်ပေါ့နော်ညင်လိုက်တဲ့ခါကျတော့တာခု9လို့ဖြစ်သွားမယ်နော်သူကလည်း bad ရဲ့ mask ကိုဖြုတ်တာခု9ကကြတော့မဖြစ်ချင်ဘူးမလုပ်ချင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲဒါဆိုရင်သူကိုပြောင်းထားတဲ့ပုံစံလေးကြည့်ရအောင်နော်မိမိကတခုခုပြုလုပ်ချင်တယ်ဖြစ်ချင်တယ်လို့ပြောတဲ့ခါမျိုးမှာဒီတိုင်းလေးကိုသုံးလို့ရတယ်ပေါ့နော်ကဲတော့ဒီမှာ bad စလုံးတွေဘာရှိမလဲဆိုတော့ဒါပဲမှစားသည်ကနေစားချင်တယ်လို့ပြောင်းလိုက်တဲ့ခါမှာ mask ကိုဖြုတ်ပြီးတော့တိုင်းလေးထည့်လိုက်မယ်ဒါပဲတိုင်းเนาะမစားချင်ဘူးဆိုရင်တော့ mask ဖြုတ်ပြီးတော့တာခု9ထည့်မယ်ဒါပဲတာခု9ဆိုရင်မစားချင်ဘူးနောက်တစ်ခုက nomimas ဆိုတာတောက်သည်เนาะအဲ့တော့တောက်သည်ကနေတောက်ချင်တယ်လို့ပြောင်းချင်တဲ့ခါမှာ mask ကိုဖြုတ်တိုင်းထည့်လိုက်တော့ nomi တိုင်းမတောက်ချင်ဘူးဆိုရင် nomi တာခု9နောက်တစ်ခု ikimas သွားသည်သွားခြင်းနဲ့ iki တိုင်းမသွားခြင်းမူ iki တာခု9နောက်တစ်ခု kaimas ဝယ်သည်ဝယ်ခြင်းနဲ့ kai တိုင်းမဝယ်ခြင်းမူ kai တာခု9 yomi ဖတ်သည်ဖတ်ခြင်းနဲ့ဆိုရင် yomi တိုင်းမဖတ်ခြင်းမူဆိုရင် yomi တာခု9နောက်တစ်ခုကကြတော့ sensei ဆိုတာဆရာမဒီဟာကနောင်စလုံးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကနိနာရီတိုင်းနဲ့တွေ့သုံးပေးပါမယ်sensei နိနာရီတိုင်းဆရာဖြစ်ခြင်းနဲ့ပေါ့နော်မဖြစ်ခြင်းမူဆိုရင်တော့စင်ဆယ်နိနာရီတာခု9ဆရာမဖြစ်ချင်ဘူးပေါ့ကဲဒါဆိုရင်ဒီတိုင်းဆိုတာလေးကိုပြောင်းထားတဲ့ဟာလေးနဲ့ဥပမာစာကြောင်းလေးတွေကြည့်ကြည့်ရအောင်နော်လေအီချီနော်လေပုံအီချီနံပါတ်1ကကြတော့အီချီဘန်မှာအတရရှိခရိုမာအိုခါအီတိုင်းဒက်အတရရှိခရိုမာအတရရှိဆိုတာတစ်လွင်တော့ခရိုမာကကာတစ်လွင်တော့ကာဆိုတာကာအတစ်ကိုခါအီတိုင်းဆိုတာဝဲခြင်းတယ်ခါအီမတ်ဝဲသည်ခါအီတိုင်းတဲ့ဆိုတော့ဝဲခြင်းတယ်အဲ့တော့ကာအတစ်ဝဲခြင်းတယ်နောက်တစ်ခုနိဗ္ဗာန်
ishani nari time des isha ဆရာဝန်က noun ဖြစ်တဲ့အတွက်နောက်က ni nari time နဲ့သုံးပြီးတယ် ishani nari time ဆိုတော့ဆရာဝန်ဖြစ်ခြင်းတယ်နောက်တစ်ခုက nihon e iki time des ဂျပန်နိုင်ငံသို့သွားခြင်းတယ်နော်ဂျပန်သို့သွားခြင်းတယ် iki time des nihon e iki time des ဂျပန်သို့သွားခြင်းတယ်ဟုတ်ပြီနော်ဒါကကြတော့ time နဲ့သုံးထားတဲ့စလုံးလေးပေါ့နော်နောက်တစ်ခုကကြတော့ ikimas ကိုရှေ့မှာ particle နီလေးနဲ့တွဲပြီးတော့သုံးထားတဲ့ဟာလေးပေါ့နော် ni ikimas ဆိုရင်ဖို့ရန်သွားတယ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့ရှေ့မှာကြတော့ bad တွေ noun တွေလိုက်မယ်ပေါ့နော် bad ဆိုရင်ဘယ်လိုပုံစံလိုက်မလဲ bad ရဲ့ must ကိုဖြုတ်မယ် she must နဲ့စုံတဲ့ bad တွေဆိုရင် she must ကိုဖြုတ်မယ် noun ဆိုရင် noun တိုင်းပေါ့နော်noun ကိုမှဘယ်လို noun လဲဆိုနောက်က o she must နဲ့သုံးရတဲ့ noun တွေဆိုလို့ရှိရင် o she must ကိုဖြုတ်ပြီးတော့ထည့်မယ်ပေါ့နော်အဲ့တော့ bad ရဲ့ must ကိုဖြုတ် ni ikimas noun ni ikimas လို့ဖြစ်သွားမယ်နော်ဒါဆိုတစ်ခုကိုပြုလုပ်ဖို့ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့သွားတာမျိုးပေါ့နော်ကဲအဲ့ဒါဆိုရင်သူကဘယ်လိုပုံစံလဲဆိုရင်ကျောင်းကိုသွားတယ်ဘာလို့ဖို့သွားလဲစာလေးလာဖို့เนาะကျောင်းကိုစာလေးလာရန်သွားတယ်ဒါမျိုးပေါ့เนาะစူပါမားကတ်ကိုသွားတယ်ဘာလို့ဖို့လဲဈေးဝယ်ဖို့စူပါမားကတ်သို့ဈေးဝယ်ရန်သွားတယ်ဒါမျိုးပေါ့เนาะနောက်တစ်ခုကကြတော့စာကြည့်တိုက်ကိုသွားတယ်ဘာလို့ဖို့သွားလဲစာအုံငှားဖို့စာအုံငှားရန်စာကြည့်တိုက်သို့သွားတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဂျပန်နိုင်ငံကိုသွားတယ်ဘာလို့ဖို့သွားတာလဲအလုပ်လုပ်ဖို့ပေါ့နော်ဂျပန်တို့အလုပ်လုပ်ဖို့သွားတယ်ဒါမျိုးတွေပေါ့နော်ရေကူးကန်ကိုသွားတယ်ဘာလို့ဖို့လဲရေကူးဖို့ပေါ့နော်ရေကူးကန်ကိုရေကူးဖို့သွားတယ်နော်ဒီလိုပုံစံမျိုးနဲ့သုံးတာပေါ့နော်နေရာတစ်ခုခုကိုသွားတယ်ဘာလို့ဖို့သွားတာလဲဆိုတဲ့ရည်ရွယ်ချက်နဲ့သွားတယ်ဆိုရင်ဒီပုံစံလေးကိုသုံးပေးရမယ်ပေါ့နော်ကဲဒီမှာဆိုရင်သူ့ရဲ့ပြောင်းတဲ့ပုံစံလေးကိုကြည့်ရအောင်နော်တာဘဲမှာဆိုရင်စားသည်အဲ့တော့စားဖို့သွားတယ်လို့ပြောကြည့်ရင် must ကိုဖြုတ်နောက်က ni ikima နဲ့တွဲလိုက်တော့ထားပဲ ni ikima စားဖို့သွားတယ် nomi must တောက်သည် must ကိုဖြုတ် ni ikima နဲ့တွဲလိုက်တော့ nomi ni ikima တောက်ဖို့သွားတယ် oyogi must ရေကူးသည် oyogi ni ikima ရေကူးဖို့သွားတယ်ခိုင်းမွန်လို့ရှိမှဒါဆိုရင်ရှိမှနဲ့စုံတဲ့ဘတ်ဆိုရင်ရှိမတ်ကိုဖြုတ်မယ်ဈေးဝယ်သည်ပေါ့နော်အဲ့တော့ဈေးဝယ်ရန်သွားတယ်ဆိုရင်ခိုင်းမွန်လို့ ni ikima ဈေးဝယ်ရန်သွားတယ်နောက်တစ်ခုက sukiyo shima ဆိုရင်စကိတ်စီးဒီနောက်က o shima နဲ့တွေ့ရတဲ့ဘတ်စလုံးပေါ့နော်အဲ့တော့ o shima ကိုဖြုတ်လိုက်တော့ suki ကျန်မယ်အဲ့တော့ suki ni ikima ski ဆိုတာနှင်းလျှောစီးတာစကိတ်စီးတာပေါ့နော်အဲ့တော့စကိတ်စီးရန်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲဒါဆိုရင်အောက်ကဥပမာစာကြောင်းလေးကိုကြည့်ရအောင်1နံပါတ်1 super ရဲ့ခိုင်းမွန်နိုနီ ikimas super ဆိုတာ supermarket အဲဆိုတာတို့ supermarket တို့ခိုင်းမွန်နိုနီဈေးဝယ်ရန် ikimas သွားတယ်学校へ勉強に行きます学校ဆိုတာကျောင်းတို့勉強စာလေးလာတာเนาะ勉強に行きますဆိုတော့စာလေးလာရန်သွားတယ်နံပါတ်3 3番日本へ働きに行きたいです日本へဆိုဂျပန်နိုင်ငံသို့働きにအလုပ်လုပ်ရန်行きたいです行きますဆိုရင်သွားတာနောက်ကတိုင်းလေးပါတယ်ဆိုရင်တော့ချင်တယ်ဆိုတဲ့ဒီပဲသွားချင်တယ်ဆိုတဲ့ဒီပဲဖြစ်သွားမယ်เนาะဂျပန်နိုင်ငံသို့အလုပ်လုပ်ရန်သွားချင်ပါတယ်ဆိုတဲ့ဒီပဲเนาะကဲဒါဆိုရင် ni ikimas ကဒီလိုပုံစံလေးသုံးရတာဖြစ်ပါတယ်ဒါဆိုရင်အခန်း73ရဲ့ grammar ကဒီမှာပဲပြီးပါပြီ